ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမောဂုတ်ဆရာတော်ဘုရားကြီးရန်ကုန်မြို့ဥတ္တနိုင်တိုက်တွင်9 ရက် 9 လ 62 ခုနှစ်နည်းနည်းဟောအရှင်ကုန်းတင်ညတစ္ဆာတိပြီးသောတာပန်ဒီပုံတရားတော်အင်ညာသိကွန်းတင်ညောဆိုတဲ့ပါဠိဟာကိုယ်တိုင်လည်းရတဲ့ပုဂ္ဂိုလ်လည်းသင်ပါလိမ့်မယ်သူများရုပ်တန်ကြားဘူးတာလည်းပါလိမ့်မယ်ကွန်းတင်ညောကွန်းတင်ညသည်အင်ညာသိသိသွားပြီကွန်းတင်ညသည်သိသွားပြီကွန်းတင်ညသိသွားပြီဆိုတဲ့ဥစ္စာဦးမြတ်ဘာသိသွားတာတုံးတော့မေးဖို့မလိုဘူးလားလို့တယ်ကွန်းတင်ညသည်အညာသိသွားပြီဆိုတဲ့ဥစ္စာဟာလူပြင်ပါလဲကြော်ကြတယ်နတ်ပြည်လဲကြော်ကြတယ်ဓမ္မပြည်လဲကြော်ကြတယ်အကုန်ပဲကွန်းတင်ညသိသွားပြီကွန်းတင်ညသိသွားပြီဆိုတဲ့ဥစ္စာအလုံးပဲကြော်ကြတယ်သိသွားတယ်ဆိုတာဒီဘာပါလိမ့်မလဲလို့မေးတော့မှဒကာဓမ္မတို့သစ္စာသိသွားဝိညာဉ်ဘာသိသွားသစ္စာသိသွားပါသစ္စာသိသွားတယ်လို့မှတ်လိုက်သမှာကောင်းပြီဒါဖြင့်သစ္စာသိသွားတော့ဘာဖြစ်ပါလိမ့်မလဲလို့အမေထုတ်ဖို့လိုလာသောတာပန်ဖြစ်သွားပြီလို့ပြောတယ်ဘာဖြစ်သွားတာပါလဲသောတာပန်ဖြစ်သွားပြီသောတာပန်ဖြစ်သွားပြီလို့ပြောတော့ဘုန်းကြီးညမှာအဲ့ဒီအချိန်မှာစဉ်းစားဖို့အရေးကြီးပါတယ်သူလည်းထဲပါတော့ဘာမှမပါလာဘူးဒါနလည်းမပါဘူးသီလကလည်းမပါဘူးသီလကခေါင်းမအောင်ကျင့်တဲ့ကျင့်သူကျင့်နေတဲ့အတွက်ပြင်စာတစ်ပတ်ခတ်ဆံဇာမဲဖြစ်ပြီးဒီကလာနေတယ်ဆိုတော့ဖတ်ရလိမ့်မယ်အဲ့ဒါကြောင့်ဒကာဓမ္မတွေသူသိသွားတဲ့အချိန်မှာသောတာပန်တည်တာဆိုတဲ့ဥစ္စာဟာဒီနေရာမှာဒါနကလည်းသူမပါပါဘူးတရားနာနေသီလကလည်းမပေါ်သေးပါဘူးတဲ့သီလဆောက်တည်ဖို့လည်းမပေါ်သေးပါဘူးသစ္စာသိတာနဲ့ပဲတဲ့သိတဲ့အချက်မှာသီလဝင်ပြီးဒီကလာသောတာပန်တည်သွားတာပဲရှင်းကြကောင်းပြီဒါဖြင့်ဒီဓမ္မတွေလည်းယနေ့သိအောင်ပဲပြောပြပါမယ်သိရင်ကိစ္စပြီးတယ်ဆိုတဲ့ဥစ္စာနောက်ကရှင်းလာပါလိမ့်မယ်နော်ကောင်းပြီဒါဖြင့်ဓမ္မတို့ဘာသိရမှာတော့ခေယဆိုပြီးဓမ္မတွေကမေးတဲ့အခါကျတော့မင်းညာလည်းပြောထားလို့ဓမ္မတွေရိပ်မိပါဘူးဩဒုက္ခသစ္စာသိသွားတာဘာသိသွားပါလဲဒုက္ခသစ္စာပဲသိသွားတယ်ဆိုတာသုပြည့်ချက်ချပါဒုက္ခသစ္စာသိသွားတော့ဒုက္ခသစ္စာကဒုက္ခသစ္စာဝိဒါကမက္ခသစ္စာသေတာကသမုဒိယသစ္စာနောက်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့တပြိုင်တည်းသိသွားတယ်သစ္စာလေးပါးတပြိုင်တည်းသိသွားရိပ်မိကြဘုန်းကြီးညာသိသွားတယ်ဆိုတာသစ္စာလေးပါးဘယ်လိုသိပါလဲတပြိုင်တည်းသိသွားတာလို့သုံးရချက်ချပါဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေမှာတပြိုင်တည်းသိလို့ခန္ဓာထဲမှာကိုယ်ဖြစ်စဉ်ကိုတပြိုင်တည်းသိသွားရင်ကိစ္စပြီးမယ်လို့သုံးရချက်ချပါကိုယ်ခန္ဓာထဲမှာသစ္စာလေးပါးတပြိုင်တည်းဖြစ်တာသိရင်ကိစ္စပြီးမယ်လို့မှတ်ကြပါမြတ်သစ္စာမသိဘဲနဲ့နိဗ္ဗာန်ဝင်တဲ့ပုဂ္ဂိုလ်ရှိရမရှိပါဘူးမရှိတော့ကိုဘုန်းကြီးဓမ္မတွေမှာသိမှုဟာအရေးကြီးပါတယ်သိပြီးတော့သိုံနဲ့ပြီးရောလားလို့မေးတဲ့အခါကျတော့ပွားသည်သိမှလို့မှတ်လိုက်ပါဦးဘယ်လိုသိမှပါလဲပွားသည်သိရလိမ့်မယ်ဆိုတာသုံးတဲ့ချက်ချကြပါပွားသည်သိသွားလို့ရှိရင်ဖြင့်ခင်ဗျားတို့ဤအပယ်လေးပါးသူများဥစ္စာထဲမှာခန္ဓာကိုယ်ထိုးအပ်ရမယ်သေဝဲတွေအပင်ငရဲမှာမရှိမဆန့်ခံရမယ်နာပွဲကြီးတွေ
နောက်ကပြုခဲ့တဲ့အမိုက်အမဲအကုသိုလ်ကံတွေယခုဘဝမသိမလိမ္မာလို့မိုက်ထားတဲ့အပယ်သောမဲ့ကံတွေအဲ့ဒီဘဝပြီးသိတဲ့သလုံးကအကုန်ပယ်ချလိုက်ပါတယ်သိဖို့တံအဲ့တော့ဒီဓမ္မတွေခွန်ကြီးတို့ကပြောလို့တာကအကုသိုလ်ကျွေးတွေကလူတိုင်းအများကြီးရှိတယ်ဝါအနန္တရှိတယ်ဆိုတာသုံးဖြတ်ချက်ချကျွေးရှိနေတဲ့ပုဂ္ဂိုလ်ဒီကျွေးမဆက်လို့ရှိရင်တိုးတာတက်เสียရှိကျွေးရှိတဲ့ပုဂ္ဂိုလ်ကျွေးကိုမဆက်လို့ရှိရင်အတိုးတာတက်เสียရှိတယ်ဥညွန်တို့ဥမရတို့ဘယ်နည်းနဲ့ခင်ဗျားတို့ကြေးတဲ့သဘောဖြစ်နိုင်မှာအခုဘုန်းကြီးဟောမဲ့တရားကကိုဆောင်ကြီးဖတ်ပါသာတည့်နဲ့အကုန်ပြေပါလိမ့်မယ်ဘွားပြီးသိတဲ့တလုံးနဲ့အကုန်ပြောက်ပါလိမ့်မယ်ပြက်ပါလိမ့်မယ်ဆိုတော့ဩတို့ကျွေးလည်းရှိတယ်သာတည့်ဆိုတဲ့မက်ကလေးပေါ်လိုက်ရင်ကိစ္စပြီးတယ်လို့ဒီလိုဆုံးဖြတ်ချက်ချထားတော့ဟောဒီသာတည့်ဖြစ်ရက်မတော်မယ်ဆိုတဲ့စိတ်ကိုယနေ့တန်တန်ထွားထွားမွေးပါလို့သတိပေးလိုက်သာတည့်သိမ်းပေါင်းများစွာတင်နေတာသူကလာပြီးသာတည့်နဲ့ပြေပါစဉ်ကျုပ်ပြေပါမယ်ရှင်ခမည်းတော်ဒီစားလေးသွားပြီးဒီကာလကိုယ်တိုင်ရက်ပြီးဒီကာလဖြစ်စေကျွေးရှင်ကဒါရက်လို့ကြေအေးသည်ဖြစ်စေခမည်းတော်လှုပ်ထိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မှတ်ပါမှတ်ထိုက်ဘူးလားမှတ်ပါပါအဲ့ဒါကြောင့်သာတည့်နဲ့ပဲပြေတဲ့ဈေးကိုဒကာဓမ္မတွေပေးပါမယ်ခင်ဗျားတို့ကစားရတာမပြင်းမာနဲ့ဆိုတာသတိပေးရပါတယ်မပေးသင့်ဘူးပေးသင့်ပါခင်ဗျားတို့မိုက်ထားတာတွေကိုတော့ဖြင့်ခဏရည်တွက်ပြမယ်ဆိုလို့ရှိရင်ဖြင့်မျက်လုံးဖွင့်လိုက်လဲတဏှာဥပါဒံကံဆိုတာမလာဘူးလားမှန်ပါဘူးနားထောင်လိုက်လဲတဏှာဥပါဒံကံလာတာပဲစားလိုက်ပြန်လဲတဏှာဥပါဒံကံလာတာပဲကိုယ်ပေါ်ရားရံလို့ဖြောက်လိုက်ပြန်လဲဒေါသတောကလာပြန်တာကိုယ်ပေါ်မှာလေရင်းလေးပံကလေးပါလေးခါနေရပြန်လဲတဏှာဥပါဒံကံလာပြန်တာစိတ်ထဲကတခါလဲနေ့လေကလှုပ်ထားတာညသမုတ်ပြန်ပြီးကြံလုံးတွေထုံနေပြန်လဲတဏှာဥပါဒံကံမြောက်တာပြေစရာအကြောင်းမြင်ရလားမမြင်ပါဘူးအဲ့ဒါမတ္တိဟုသောသာတည့်ရဲ့နဲ့ဆရာဘုန်းကြီးကကဲနိုင်တဲ့အခါသိလဲသိနေတဲ့အခါမို့ခမည်းတော်ဘာမှမပူနဲ့ဒီမဲ့ပေါ်အလုပ်ကိုလည်းဘုန်းကြီးနှီးပေးမယ်ခမည်းတော်ကျွေးတွေလည်းကျွေးဟောင်းရောကျွေးသေးရောအကုန်ပြေပါလိမ့်မယ်လို့ဆိုလို့ရှိရင်ဖြင့်တကယ်ဝတင်လို့လှုပ်ထိုက်နောက်ကဓမ္မတွေဘယ်လိုပါလိမ့်လှုပ်ထိုက်တယ်ဆိုတာကျေနပ်ပလားကောင်းပြီဒါဖြင့်ဓမ္မတို့လှုပ်ထိုက်တဲ့အလုပ်ကိုဖြင့်ဦးမြလုံးမကောင်းပါဗျာကျွေးရှိသလားမရှိဘူးလားဦးမြမှာရှိပါပါအကုသိုလ်ကျွေးတွေပေါ့ဗျာဟုတ်ပါဗျာဒါရီမတ္တိဥသောသာတည့်နဲ့ပြေမယ်ဆိုလို့ရှိရင်ဖြင့်ပြုံးပြီးဆက်ဖို့ကောင်းတသံတော်လေးမှတင်းလာတဲ့ကျွေးလေးပြတ်ပါလိမ့်မယ်ယခုကမသိမှန်မဲထားတဲ့ကျွေးတွေကိုပြတ်ပါလိမ့်မယ်ဆိုတော့ဩတို့ရေးကိုကဲတင်မဲ့ဆရာသမားရှိသေးတယ်ဆိုတာမှတ်စမ်းပါတို့ရေးကဲတင်မဲ့ဆရာသမားရှိသေးတယ်ဆိုတာသေးသေးချာချာမှတ်အဲ့တော့ကိုခင်ဗျားတို့အပေါင်းကင်းလေးမလွဲစီပါနဲ့ဆိုတာလေးတော့သတိပေးရဘာသတိပေးမှာပါလဲပေါင်းကင်းမလွဲပါဘူးတဏှာမပေါင်းပါနဲ့သရပညာပေါင်းပါတဏှာကိုဖြင့်မပေါင်းပါဘူးသရပညာကိုဖြင့်ပေါင်းပါဆိုတော့ဒီဒါဘုရားသခင်ကိုရမကြီးကတဏှာပေါင်းရင်သံဃာရှိမယ်သရပညာပေါင်းလို့ရှိရင်သံဃာပြတ်မယ်သိမိကြတဏှာပေါင်းရင်သံဃာရှိတော့တဏှာပေါင်းရင်သံဃာရှိမယ်ဆိုတော့ဒကာဓမ္မတွေမြင်တဲ့အတိုင်းပါပဲတဲ့အဝိုင်းကသေးနေတယ်နေ့လည်မှရမှာတယ်နေ့လည်မှရရင်ပဲကြည့်နောက်လာမှတော့၄ပေဝိုင်းကြီးဆိုတော့အဝေးကပါမြင်ရပါလိမ့်မယ်ဒကာဓမ္မတွေဝေးကတော့မှန်းကြည့်ပါလေစားနဲ့မှန်းကြည့်ပေါ့ဇာရဲ့လက်တဏှာကိုပေါင်းနေတဲ့အတွက်ဒီဘက်လှည့်ပတ်သွားတာသံဃာရှိမရှိရှိပါပါ
တဏှာဥပါဒံကံဇာတိဇရာမရဏအဝိဇ္ဇာသင်္ခါရမရှိပေဘူးလားရှိပါဘူးဒါပဲနဲ့ဘာပေါင်းပြီလို့ပါမှန်ပါဘူးဒီနေရာမှာသရပညာပေါင်းလိုက်လို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့ဒီဘက်သွားသေးရဲ့လားမှန်ပါဘူးဒါဖြင့်အပေါင်းအသင်းမလွဲလို့ရှိရင်3နံပါတ်နဲ့4နံပါတ်မလာတော့ပါဘူးအပေါင်းအသင်းလွဲလို့ရှိရင်သူ့ပေါင်းပြီလို့ရှိရင်တဏှာပေါင်းပြီလို့ရှိရင်ဥပါဒံကပေါ်လိုက်လာလေဥပါဒံပေါ်လိုက်လာလို့ရှိရင်ခင်ဗျားတို့ကာယကံဝစီကံအကုသိုလ်တွေကမလာပေဘူးလားလာပါဘူးလာခဲ့ပြီရှိသောသုတေမလေးသေလင်းကြီးချမ်းမဲ့တဲ့ဒီစပ်ပြီးတကလားဇာတိဇရာမရဏဆိုတာမလာပေဘူးလားလာပါပါလာလိမ့်မယ်ဆိုတာသိကြကြဒါဖြင့်ဒကာဓမ္မတို့အပေါင်းအသင်းမလွဲစီနဲ့ဆိုတာကဘူးတဲ့လူကြီးတဲ့လူဘိန်းရှူတဲ့လူရဲကောက်တဲ့လူဒါကိုဆိုတော့မဟုတ်ပါဘူးသရပညာပေါင်းပြီးဒီကလာတဏှာနဲ့မပေါင်းနဲ့ပြောတာမွေးလာတာကတပည့်တော်ကတဏှာဖော်လို့ပြီးမွေးပါတယ်ခင်ဗျာအရှင်ဘုရားကမပေါင်းနဲ့ဆိုတော့မခက်ဘူးလားဆိုတာလဲစင်ကြီးလဲမဆိုလဲနိုင်မလားလဲနိုင်ပါဘူးလဲနိုင်တော့ကိုတဲ့ပေါင်းသင်းနည်းကိုခမည်းတော်ဘုန်းကြီးကသင်ပေးလိုက်လို့ရှိရင်ဖြင့်ငယ်ပေါင်းမဲ့ဖြစ်လက်ကြစားငယ်ပေါင်းနဲ့ကောင်းတဲ့မိတ်ဆွေတွေ့တဲ့အခါသူ့လွတ်ပလိုက်ပြီးတယ်ပြီးဘူးလားပြီးပါဘူးအဲ့ဒါကြောင့်ဥအောင်သာဝေကြီးတို့ဘိုးဘကဒကာယုမတင်တို့ကြက်ကြက်သတိထားပါအပေါင်းသင်လွဲတာဒီသန္တရာရှိတယ်မရှိဘူးလားရှိပါဘူးအပေါင်းသင်မှန်လို့ရှိရင်သန္တရာမပြတ်ဘူးလားပြတ်ပါဘူးသရပညာလေးဒီကနေထားပြီးဒီကလာပေါင်းရမယ်လို့ဆိုလို့ရှိရင်သရပညာနဲ့ခန္ဓာနဲ့ပေါင်းသရပညာနဲ့တဏှာနဲ့ခန္ဓာနဲ့မပေါင်းနဲ့ရှင်းမလားတဏှာနဲ့ခန္ဓာနဲ့တော့မပေါင်းပါဘူးသရပညာနဲ့ခန္ဓာနဲ့တော့ပေါင်းလိုက်လို့ရှိရင်ဖြင့်တဲ့ဒီဘက်သန္တရာကြီးကလုံးလုံးပြတ်သွားပါသရပညာနဲ့သာပေါင်းမှာကောင်းနေတာဖြင့်ဒကာဓမ္မတို့သရပညာနဲ့ပေါင်းတဲ့အခါကျလို့ခန္ဓာကိုယောက်ျားမိန်းမရဲ့လို့မသိဘဲနဲ့အနိစ္စရဲ့လို့သိပါသရပညာနဲ့ပေါင်းလိုက်တဲ့အခါကျတော့ခန္ဓာကိုဘယ်လိုသိပါလဲအနိစ္စဖြစ်ပြီးပြတဲ့အနိစ္စရဲ့လို့သိပါတယ်တဏှာနဲ့ပေါင်းလိုက်တဲ့အခါကျတော့ငါလူပုံလည်းမလူတစ်လုံးလုံးနေတာပဲဆိုပြီးတဏှာတွေမာနတွေအကုန်လာပလိုက်ဘာပြင်စမလာဘူးလားလာပါဘူးဘာပြင်စလာတော့သံဃာဘယ်နဲ့နေပါရှိပါဘူးရှည်သွားတယ်ဆိုတာဒကာဓမ္မတွေညှင်းဆန်နေဖို့လိုသေးလားအဲ့ဒါကြောင့်အပေါင်းအသင်းလွဲမှာတစ်ခုကိုဘုရားသခင်ကိုရမေကြီးကသုတ္တနိဗ္ဗာန်ပါဠိတော်မှာတဏှာဒုတိယပုရိသောဆိုပြီးတဏှာနဲ့တော့မပေါင်းနဲ့ကွာတဏှာဒုတိယပုရိသောဆိုတဲ့ဥစ္စာတဏှာရိဟုတော့ခေါ်နေမင်းတို့သံဃာမှာနေခဲ့လို့အဝိုင်းပြေးပြေးနေရတယ်ရင်းမိဘူးလားတဏှာရိဟုတော့ခေါ်နေပေါင်းတော့ဒီဘက်လှည့်ပြီးတဏှာပေါင်းလိုက်တာအဝိုင်းပြေးပြေးရရှင်းကြပါလားတဏှာပေါင်းလိုက်တာကတော့အဝိုင်းပြေးပြေးရတယ်ဆိုတာသဘောပါကြကဲသရပညာပေါင်းလိုက်တဲ့အခါကျတော့တဏှာနဲ့จิตတို့ကမိတ်ဖြတ်ပလိုက်တဲ့အခါကျတော့ဖြင့်တဲ့။အန္တရာဒီဘက်ထွက်သွားပြီကာလနိဗ္ဗာန်ပဲရောက်သွားပါပဲ။ဒါပြန်ပေါင်းတဲ့ဟာလည်းသိရကြည့်တာမကြည့်ဘူးလား။ကြည့်ပါဘူး။နောက်ကရေဓမ္မတွေကြားရလား။အေးကြားလို့ရှိရင်လည်းဖုတ်တံပြီမကြားလို့ရှိရင်လည်းရှေ့သာတို့စကားပွင့်ချင်ပိတ်ထား။ဒါဒါဖြင့်ဓမ္မတို့အင်ညာတိကွန်းနေညောကွန်းနေညောကွန်းနေရသည်အင်ညာတိသရပညာနဲ့သိသွားပြီသရဆိုတာဖျားဟောတာယုံကြည်တာရမ်းပြီးတော့လည်းမယုံကြည်လိုက်ပါနဲ့ဘုရားကဟောတော့ဟောတာပဲကိုယ်ရမ်းယုံကြည်လို့ရှိရင်လည်းမဖြစ်သေးဘူးဘုရားဟောတာနဲ့ခန္ဓာနဲ့ကိုက်ပြီးတော့ယုံပါသဘောကျကြဘုရားကဟောတာနဲ့ကိုယ်ခန္ဓာဖြစ်စဉ်နဲ့ကိုက်ဒါကိုယုံလို့ရှိရင်ဒါသရာလို့မှတ်ပါသရာရှိပြေမှာပညာနောက်ကလိုက်နိုင်ပါတယ်ဆိုတာကိုလည်းသေချာမှတ်ပါသရာကမယုံကြည်လို့ရှိရင်သူပြောတာမယုံလို့ရှိရင်ပညာကသူ့စိတ်စိတ်ရှုပါအောင်မလားအဲ့ဒါကြောင့်ဘာပေါင်းကြရမယ်ဆိုတာလည်းဒကာဓမ္မတွေရင်းမိလောက်ပါပြီဘယ်သူပေါင်းကြရမယ်
ဘုရုကိုဖြင့်မပေါင်းပဲနဲ့ခွဲခွာနေရမယ်ဆိုတာကိုပေါ်ကြဘာပေါ်တဏှာပေါင်းလို့ရှိရင်ဒီဘက်လှည့်သရပေါင်းလို့ရှိရင်ဖြင့်ဒကာဓမ္မတွေဒါပစ္စုပန်ဘဝပစ္စုပန်ဘဝမှာပဲသရပညာပေါင်းလိုက်တဲ့တွေ့တဲ့နိဗ္ဗာန်ပဲထွက်သွားတဏှာပေါင်းလိုက်လို့ရှိရင်ဒီမြားရပြတယ်ဒီဘက်သံဃာပဲလှည့်သွားတဏှာပေါင်းရင်သံဃာလှည့်ပါတယ်ရိပ်မကြဘူးလားသရပညာပေါင်းရင်နိဗ္ဗာန်ပဲလှည့်ပါတယ်ဘုညွန်ကြီးသဘောပါလားသေချာစဉ်းစားပါသေချာစဉ်းစားပါကဲဒါဟဲ့အကံဝတ်တင်လို့ကျေနပ်လားဘာပေါင်းအောင်သရနဲ့ပညာပေါင်းပါမောင်တော်မောင်တို့နော်သရနဲ့ပညာပေါင်းပါလို့သတိပေးလိုက်ပါတယ်တဏှာကိုပေါင်းလို့ရှိရင်ခမည်းတော်သူများပြောမဟုတ်ပါဘူးဒီဘက်လှည့်သွားမလှည့်ဘူးလားသရနဲ့ပညာပေါင်းလိုက်တဲ့အခါကျဟောဒီကျိုးလေးကြည့်ပါဒကာဓမ္မတို့ဒီဘက်နိဗ္ဗာန်ပဲလှည့်သွားပါတယ်တဏှာနိရောဓနိဗ္ဗာန်ပဲလှည့်သွားဒါပေါင်းတင်လွယ်မှုနဲ့အပေါင်းတင်မှန်မှုဟာတော်ခြားနာပါမခြားနာဘူးလားခြားနာပါအဲဒါကြောင့်ဒကာဓမ္မတွေမှာအပေါင်းတင်လွယ်လို့လေဒုက္ခရောက်နေတာသိကြပါတယ်ဒါကြောင့်အပေါင်းတင်တစ်ခုကိုမူတည်ပြီးဒီကလာအပေါင်းမလွယ်ပဲနဲ့အပေါင်းမှန်ဖို့ဆရာဘုန်းကြီးကကျုံတဲ့အခါဒီဒကာရင်ဆရာရင်တွေကိုဆုံးမနေတယ်။ခိုင်းတာဖြင့်သရပညာပေါင်းတော့ဘာဖြစ်မလဲဖေဟာလို့မေးတဲ့အခါကျတော့အင်ညာသိကိုယ်နဲ့ညောဖြစ်မယ်။ကိုယ်နဲ့ညောကိုယ်နဲ့ညသည်အင်ညာသိသိသွားပြီကွာ။ဆိုတော့အဲ့ဒီအချိန်မှာသူတယောက်တည်းပဲကမ္ဘာလောကကြီးတဲ့သူတယောက်တည်းသိတဲ့ပုဂ္ဂိုလ်ရှိလူပြနာပြေပြမပြေရောတိရစ္ဆာန်တွေပြေရောအင်ညာသိကိုယ်နဲ့ညောဆိုတာထူးထူးချွန်ချွန်သိတာသူတယောက်ရှိသေးတယ်ကွာဆိုတာမပေါ်ဘူးလားကျန်တာတွေမသိတဲ့ပုဂ္ဂိုလ်ကြီးပဲဆိုတာကောဒကာဓမ္မတို့စကားလည်းပါမသွားသေးဘူးလားပါပါပါအဲ့ဒါကြောင့်ခမည်းတော်အခုကြုံကြိုက်တဲ့ဒကာဓမ္မတွေတော့ဖြင့်အညာသိကိုယ်နဲ့ညောဖြစ်လို့ရှိရင်ဖြင့်သိသည်နဲ့တပြိုင်တည်းပွားသည်သိသည်နဲ့တပြိုင်တည်းအပယ်နဲ့ဥစ္စာကွဲပါပြီမှတ်ပါရှင်းမလားအပယ်နဲ့ဥစ္စာကွဲပါပြီလို့ပတ်တော့ဩတို့ပါအပယ်ကျွေးတွေရှိနေတာကိုဒီအသိနဲ့ဆက်ရပါပါလားဆိုတာဒါနနဲ့ဆက်လို့မပြေဘူးဒီကောင်ကတည်းဒါနနဲ့ဆက်လို့ဒါနအတုတိပို့လိုက်တာပဲကျွေးရပါတော့ပြန်ပြီးပဲကြသဘောကျလားသီလနဲ့ဆက်လို့လည်းမရဘူးသီလကိုကြောင့်အသက်ရှည်ပြီးကြလားအသက်တန်းကုန်ပြန်ကြတာမဲ့နဲ့ဆက်မှရတယ်သဘောပါကြမမကြီးဘာနဲ့ဆက်မဲ့နဲ့ဆက်ရမယ်ဆိုတာကိုသိကြပါလားအဲ့ဒါကြောင့်ဒကာဓမ္မတွေကဩမဲ့ဆိုတာသိလုံးကိုဆိုတာလို့လည်းမှတ်လိုက်စမ်းမဲ့ဆိုတာဘာပါလဲသိလုံးကိုဆိုတာသိလုံးကိုဆိုတာဆိုဖြင့်သိရမှာကဒုက္ခသစ္စာသိရမှာကဘာပါလဲဒုက္ခသစ္စာကိုပဲသိရမယ်ဆိုတာဖြင့်ဒကာဓမ္မတွေသိသိချာချာမှတ်ပါဆိုတော့ဩဒုက္ခသစ္စာဆိုတာဘာပါလဲမတုံးလို့ခင်ဗျားတို့ကမေးလုံးထုတ်နေမှာဆိုတဲ့အတွက်ခင်ဗျားတို့ယခုဘဝဟာပြစ္ဆုတ်ပံဘဝဟာနှစ်နံပါတ်ထဲမှာနေပါတယ်နှစ်နံပါတ်ထဲကပေါ်ချင်တာပေါ့ဘာသစ္စာပေါ့နှစ်နံပါတ်ထဲကပေါ်ချင်တာပေါ့နှစ်နံပါတ်ထဲကရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ်စိတ်ပေါ်ပေါ်ဖသပေါ်ပေါ်ဝေဒနာပေါ်ပေါ်ဘာဆိုကြဒါဖြင့်ဒုက္ခသစ္စာဆိုတာကဒကာဓမ္မတို့ကိုယ်ကြိုက်လို့နာတာကြောက်ပေါက်လို့ဝေဒနာရတာအဆုံးနာပူနာဖြစ်တာကိုဆိုတာမဟုတ်ပါဘူးခန္ဓာထဲမှာခန္ဓာ၅ပါးတဘာဝထင်ထင်ရှားရှားပေါ်တာကိုဆိုပါတယ်ရှင်းကြလားဒုက္ခသစ္စာဆိုတာခန္ဓာ၅ပါးပေါ်တာတဘာဝပေါ်တာကိုဘာဆိုကြဒုက္ခသစ္စာလို့သေချာမှတ်အဲ့တော့ဒုက္ခသစ္စာကိုဘုန်းကြီးတို့ဓမ္မတွေကကြောပိပြီးမနေပဲနဲ့သီလုံးလေးနဲ့နေလိုက်လို့ရှိရင်ဖြင့်ဒါကဒုက္ခသစ္စာဒီကသရပညာနဲ့သိပေးလိုက်တယ်ဆိုလို့ရှိရင်ဖြင့်တဲ့အညာသိကိုယ်နဲ့ညောဖြစ်မယ်ကိုယ်နဲ့ညောကိုယ်နဲ့ညသည်အညာသိဒုက္ခသစ္စာကိုမဲ့နဲ့သိပြီဆိုတော့ဒီဘက်သွားသေးရဲ့
ဒါဖြင့်ဒီသီလုံးတစ်ခုကဘယ်လောက်ရေးကြည့် ရေးကြည့်ပါ အများကြီးဘယ်လောက်ရေးကြည့်တယ်ဆိုတော့ပေါ်ကြအဲ့ဒါကြောင့်ခမည်းတော်မှာကဲမဲ့ယူမဲ့ဥစ္စာအသိတစ်လုံးမရှိကဲမဲ့ယူမှာပါလိမ့်အသိတစ်လုံးမရှိတယ်ဆိုတော့ဒကာဓမ္မတို့ဒီသီလေးကလည်းဆရာဘုန်းကြီးကပြလိုက်တော့ဟိုဟေးနှစ်ဟာမင်းတို့ယခုဘဝခန္ဓာကွာနှစ်နံပါတ်ပါလိမ့်ယခုဘဝခန္ဓာပေါ်တိုင်းသိပြီပါခန္ဓာပေါ်တိုင်းသိသေးတော့ဝေဒနာပေါ်လဲသိစိတ်ပေါ်လဲသိတဲ့အခါကျလို့ရှိရင်ဖြင့်အသိခန္ဓာဘာသစ္စာတော့မင်းမှဆိုတဲ့ဒီမှာထောက်ကြည့်ဘာသစ္စာဒါဖြင့်ဒုက္ခသစ္စာသိတာပေါ့ဒကာဓမ္မတွေဘာသိတာဒုက္ခသစ္စာသိတယ်ဒီလုံးကမဖြတ်ဘူးလားဒုက္ခတရားခန္ဓာတွေကပေါ်လာတာဘာသစ္စာလဲသိလုံးဒီကားလို့ဆိုရင်ဖြင့်သိပါပြီဆိုလို့ရှိရင်ဖြင့်ဒါဥပဒနာမဲ့သိလို့ဖတ်လိုက်ချမ်းသဘောကျသူသိတာနဲ့ပဲဒီကတဏှာဖော်လို့သိရလားတဏှာဖော်မလို့တဲ့ကပရိသေနေခြင်းအိုခြင်းသိခြင်းဆိုတာလာသေးရဲ့မလာတော့ဘူးဆိုတာခမည်းတော်သူများပြောလားမြင့်မြတ်သူများပြောကိုမယုံပါနဲ့ခမည်းတော်မြင့်မြတ်ကိုယုံပါဆိုတော့ငါကွာကိုမြင့်မြတ်နဲ့သူပြောတာသာယုံတယ်ဆိုရင်အယူမှာပါဒီစကားဒုက္ခအကောင်းဆိုရင်ဒီစကားကိုအဲ့ဒါအခုပြောတာကခမည်းတော်မြင့်မြတ်ကိုပြောပါတယ်မြင်တယ်ဆိုလို့ရှိရင်ဒကာဓမ္မတို့စိတ်ဓာတ်ဥပဒနာကိုဟောနေလို့ဟောတော့အကုန်ဟောတယ်တို့တော့ခမည်းတော်နဲ့လျော်ဆုံးကကိုယ်စိတ်ကိုရှုတာကအလျော်ဆုံးဖြစ်တယ်သဘောကျသူများစိတ်ရှုရမှာလားကိုယ်စိတ်ရှုရကိုယ်စိတ်ကိုရှုတဲ့ပုဂ္ဂိုလ်ဒီတဲ့အမှန်ကိုသိသောကြောင့်ကိုယ်စိတ်ကကိုပြန်သိလိုက်တဲ့ချိန်ကြတော့ဒကာဓမ္မတို့စိတ်ဆိုတာဖြစ်ပြီးပြတ်သွားတဲ့စိတ်ကတစ်မျိုးပြီးတဲ့စိတ်ကတစ်မျိုးသဘောကျလားဖြစ်ပြီးပြတ်သွားတဲ့စိတ်ကပြီးတဲ့စိတ်ကဒါဖြင့်ဖြစ်ပြက်ကိုပြီးတယ်သဘောကျဒါဖြင့်ဖြစ်ပြက်ကအသေးဖြစ်ပြီးပြတ်သွားတာကမက်ကအရှင်သူကနောက်မှပေါ်လာတာဒါဖြင့်အသေးကိုအရှင်နဲ့သိတယ်ဒါဝိပဿနာခေါ်တယ်အသေးကိုအရှင်နဲ့သိတာဝိပဿနာလွယ်လေးပါလားဒကာဓမ္မတို့အသေးကိုအရှင်နဲ့သိရင်ဒါဝိပဿနာခေါ်တာပဲစာလိုသုံးနေလို့ခမည်းတော်ကနားရောက်ကိုယ်အသေးကိုကိုယ်အရှင်စိတ်နဲ့သိရင်ပြီးတာအသေးကိုကြည်ပါဒီထဲမှာစိတ်ကလေးတစ်ခုပေါ်လာတယ်စိတ်သက်က1နဲ့2ပဲရှိတယ်တေးဆိုရင်ဖြစ်တယ်နှစ်ဆိုရင်ပြတ်တယ်အဲ့ဒါလေးကိုနောက်တီလုံးလေးနဲ့နောက်စိတ်နဲ့သိပေးလိုက်တာပေါ့နောက်စိတ်နဲ့သက်ရှင်နေတာဒီစိတ်ကသေသွားပြီလူတယောက်သေသွားပြီမမလေးပြန်မမလေးတယောက်သေသွားပြီကိုသားမောင်ပြန်ကိုသားမောင်တယောက်သေသွားပြီကိုယ်သေကိုဒီကနေသိပေးတာအသေးဟာဘာသစ္စာခေါ်ကြအသေးဟာမက္ခသစ္စာကိုယ်ညာနဲ့ကိုယ်သေးကိုသိတာဝိပဿနာခေါ်တယ်ပေါ်ကြဗလားဒီလိုဆိုတော့ဝိပဿနာခက်သေးရဲ့လားမခက်တာကိုဘယ်နဲ့ကြောင်လို့ဆိုတော့ဆရာနီးပေးလို့နေတယ်ပေါ်ကြဆရာနီးပေးလို့နေလို့မသိနဲ့မလို့ရှိရင်ခင်ဗျားတို့ဝိပဿနာကိုတာရှည်လုပ်နေဖို့မလိုဘူးကိုယ်အသေးကိုလူတယောက်မှာစိတ်တစ်ခုနဲ့အသက်ရှင်နေတယ်ဒီစိတ်ပြတ်သွားတယ်ဆိုရင်လူတယောက်သေတယ်လို့ဆုံးဖြတ်ချက်နောက်တစ်ခါဒီသေးကိုပဲဆရာဘုန်းကြီးကကြည့်ရမယ်လို့ပြောထားတော့ဉာဏ်လေးနဲ့ကြည့်တော့ဒီချိန်မှာဉာဏ်နဲ့အသက်ရှင်နေတာသဘောကျသေတာကစိတ်တစ်ခုနဲ့သေသွားပြီအသက်ရှင်နေတဲ့ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့သူများသေးမြင်လာလားကိုယ်သေးကိုမြင်လာလားဒါဖြင့်ကိုယ်သေးတယ်ဆိုတော့သေတာဒီဒုက္ခမှဟုတ်ပါရဲ့လားဒီထောက်ကြည့်သေတာဒုက္ခသစ္စာပါဘူးလားသေတာပါလားသေတာကဒုက္ခသစ္စာကိုယ်သေးကိုသိတာကမဉ္ဇဏ်မှုသိတာမက္ခသစ္စာလောကီမက္ခသစ္စာဆိုတာရှင်း납ပလား
ဒါဖြင့်ကိုယ်သေးကိုသိတာဝိပဿနာကိုယ်သေးကိုသိတာဝိပဿနာဆိုတာကကိုယ်သေးကဒကာဓမ္မတို့ဒုက္ခသစ္စာအဖန်မှန်သိနေတာကမဂ္ဂသစ္စာအဖန်မှန်သိတာထောက်ပြီးတော့ဝိပဿနာလို့နာမည်ပေးလိုက်ပါရှင်းမလားဒါဖြင့်ကိုယ်သေးကိုသိတယ်လို့ဆိုတော့ခင်ဗျားတို့ဘယ်တော့မှမသိဘူးကိုယ်သေးကိုသူများကသာမသာဖို့သွားကိုယ်သေးတာဘယ်သူမှမသိဘူးသေပါထင်ပါရဲ့ဆိုတော့လူတိုင်းပြောကြပါတယ်သေတဲ့အချိန်သိသေးရဲ့လားမသိပါဘူးအဲ့ဒါဒီခင်ဗျားတို့ခုနကပြောခဲ့တဲ့သစ္စာဉာဏ်นี่မရဘူးဘုရားစောစောစီးစီးရထားတော့အိုးသေးတာထုမဟုတ်ပါဘူးစကားတွေကသေးနေတာမလာပဲဘူးလားဒါကြောင့်ဘယ်ဟန်ကများကြတော့အစောကြီးကအသေးတွေသိနေတော့ထူးဆန်းလားဆရာလွတ်တဲ့ဝေဒနာထူးဆန်းလားလို့မဲတဲ့ခါကျတော့အထူးဆန်းမဟုတ်ပါဘူးရင်သေးဘူးနေပါပြီဆိုပြီးဒီကလာဒကာဓမ္မတို့ဒီအသေးခန္ဓာကြီးကိုမတွေ့ရမယ်နေရမြင်းနေတော့ပြုံးမြနေလိုက်သေးတယ်ဒီတခါသာသေးရတော့မကွနောက်အသေးစားသိမ့်ပြီဆိုတော့ကံဝတ္တံပြုံးပြီပြုံးပါအေဥတ္တမောင်လုံးပြုံးပြီပြုံးပါပြုံးမယ်ဆိုတာဥသိမ့်မောင်ရေးပြီရေးမိကြပါဆိုတာကိုသတိပေးလိုက်ပါတယ်။ဒါနဲ့ဖြင့်ဝိပဿနာဆိုတာအသေးကိုအရှင်နဲ့ကြည့်တာလို့မှားဝိပဿနာဆိုတာအသေးကိုအရှင်နဲ့ကြည့်တာ။ကဲဝိပဿနာခင်ဗျားတို့ကဝိပဿနာဆိုတော့ကွာတောကြောင်းတောင်ကြောင်းသွားပြီးရှုရတယ်။ကြားရလားတရားဓမ္မတို့တောကြောင်းတောင်ကြောင်းသွားရှုရတာ။ကိုယ်သေးကဘယ်မှာရှိတော့ကိုယ်ခန္ဓာထဲမှာကိုယ်အတိကရောဒါကမ္မထာကြောင့်ဘောဗျရိပ်မိဗလားဘုန်းကြီးတောင်းထွက်ကြံဟောနေပြန်ပြီဆိုထွက်မှလည်းမဟုတ်ပါဘူးခင်ဗျားတို့ဒီလိုကိုယ်သေးကိုသိရင်ပြီးတာပဲတော်ရဲသွားနေပြီကာလမျိုးစိတ်ပေါက်နေလေမြကိုယ်သေးကိုသိရမသိပါဘူးငါကတောကြောင်းတောင်ကြောင်းဆိုတာကွာရှင်းရှင်းပြောပါမယ်တဲ့လေကားခုံကထွက်လို့ရှိရင်လေကားခုံကတပေထွက်ရင်တောကြောင်းပါပဲအဘိဓမ္မာနီးကဒီအိမ်ကဥပ္ပမင်းတို့လေကားကနေဒီဘက်တပေထွက်ပြီးနှလုံးသွင်းလိုက်ပါလားဒါပါခေါ်ကြဒီနာနေစိတ်ထဲတင်သူရမှာပေါ့ဗျာဟုတ်ဘူးလားတော့မှအန္တရာယ်တွေမန္တရာယ်တွေရံဆွဲတွေစိုးရိမ်နေရသေးတယ်အခုစိုးရိမ်ကြရှိရလားတောကြောင်းတောင်ကြောင်းဆိုတာကသမထကိုဟောတာရိပ်မိကြတောကြောင်းတောင်ကြောင်းကဝိပဿနာကသေကားခုံကဆင်းရင်တောကြောင်းဖြစ်တယ်ကွာဆိုတော့ဗိဓမာနည်းနဲ့သုတ်တန်နည်းကတခြားကြီးပေါ်ကြပါလားဒါပြန်ဘုန်းကြီးတို့ဓမ္မတွေအဲ့တော့ဒီဘုန်းကြီးကအခုပြောနေတာကစဝိုင်းကြီးပြောနေတယ်လို့ခင်ဗျားတို့ကမယူကြနဲ့ခန္ဓာထဲမှာဟောဒီမျက်လုံးကမြင်တယ်ဆိုတော့ခန္ဓာထဲမှာပေါ်တဲ့ပြိဿသမုပ္ပါမျက်လုံးမြင်တာဘယ်ကနေမြင်နော်ခန္ဓာမျက်လုံးမှမဟုတ်လားဒါဖြင့်ဒီမျက်လုံးဒီကားလို့ရှင်မြင်စိတ်ကလေးဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့မြင်ပြီးဒီကားလားဒကာဓမ္မတို့အကောင်းဆိုရွေးနိုင်ရလားအကောင်းဆိုရွေးတာကဒီတဏှာကရွေးမှာဒီပြင်ဟာရွေးနိုင်ရလားကဲသူမရွေးခင်ကျွတ်တို့ကတဏှာမလာခင်ဒီမြင်စိတ်ကလေးဒီကားလို့ဆိုလို့ရှိရင်ဖြင့်ကိုယ်ခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့စိတ်ကလေးသေသွားပြီဆိုပြီးဒီကနေသိပေးလိုက်တော့တဏှာဆက်သေးရဆက်ပါဘူးအဖော်ဘလို့ဖြစ်သေးရဟုတ်ပါဘူးဟုတ်သရပညာအဖော်လုပ်လိုက်အပေါင်းတဲ့သွားပြီမတည့်သေးဘူးလားတဲ့သွားတော့ကိုဒုက္ခသစ္စာသိတဲ့မဂ္ဂသစ္စာဆိုတော့ခမည်းတော်ဟာတဲ့အညာတိဥမာဥဒ္ဓမောင်အညာတိဥသိမ့်မောင်ဆိုရင်လွဲသလားဥသိမ့်မောင်ဒီအညာတိဒီသစ္စာကိုသိသွားပြီတပည့်ကြဥညံကြီးဒီဖြစ်ပြဒုက္ခသစ္စာကိုသိသွားပြီသဘောပါဥညံကြီးဒီဖြစ်ပြဒုက္ခသစ္စာကိုသိသွားပြီဒါဖြင့်အသိခံရတာကဘာသစ္စာလဲသိတာလေးကဘာပါလဲဒါဖြင့်ခင်ဗျားတို့မဲရဖို့အလုပ်ဟာဆူတော်မလုပ်လားအသိအလုပ်လားအသိအလုပ်ပါဗျာဒါဖြင့်ခင်ဗျားတို့ရွှေကုံသွားပြီးဒီကလာမက်ဖို့တူတူနဲ့ရပါလို့ဤဆိုတော့ရွှေကုံနဲ့တတ်တော်မူတော်တွေအဝိညာဏကပေးနိုင်ပါ့
ကိုညာနဲ့ကိုသိပြီးဒီကလာနိဗ္ဗာန်သွားရဘုရားကမပေးနဲ့ရိပ်မိဗလားဘုရားကြီးညိုဖို့သက်ဟောကျေးဇူးတော်ရင်တို့ဒီတရားတွေထားပြခဲ့ပြီတယ်သိအောင်ထားခဲ့ပြီတယ်ဆိုပြီးဒီကလာဒကာဓမ္မတွေကဘုရားကိုကျေးဇူးတင်တဲ့သဘောနဲ့သာရှ िख ိုးရသိအောင်လုပ်တာကကိုညာနဲ့ကိုလုပ်အောင်သဘောကျဘုရားကတော့ကျေးဇူးရင်ဖြစ်နေကိုယ်ွယ်ရသဘောကျခင်ဗျားတို့နိဗ္ဗာန်သွားကြတာကကျေးဇူးရင်ပြောတဲ့စကားအတိုင်းအသိလို့လုံးပါတော့မယ်ဆိုမှနိဗ္ဗာန်ရောက်ရှ िख ိုးလို့တော့မရောက်ပါဘူးဘုရားရှ िख ိုးလို့ရှိရင်ဒကာဓမ္မတို့တူတူမှတ်လိုက်ပါသုဝတိရောက်ယူမယ်တဲ့ဘုရားဟောတာကိုမှတ်ပြီးအသိနဲ့နေကြလိုက်ရင်နိဗ္ဗာန်ရောက်ဒါဖြင့်သုဝတိရောက်တာကြိုက်သလားနိဗ္ဗာန်ရောက်တာကြိုက်တာအဲ့ဒါဘုရားကြည်ညိုရင်သုဝတိရှင်းကြပါလားဘုရားကြည်ညိုရင်ဘုရားပြောတဲ့အတိုင်းမှတ်ပြီးလုပ်လို့ရှိရင်ဖြင့်နိဗ္ဗာန်ဘယ်ကံဝတ်တယ်ဘယ်ဟာကြိုက်တယ်နိဗ္ဗာန်ကြိုက်တယ်ဆိုတော့ဒုက္ခခသိငိမ့်တာနိဗ္ဗာန်ကြည်ညိုတာကလူဒုက္ခနဲ့နတ်ဒုက္ခလဲတာကြည်ညိုတာကဘာလဲဒါဖြင့်သစ္စာဖွားလိုက်တော့လူဒုက္ခလည်းဘာသစ္စာလဲနတ်ဒုက္ခရောမြင်တဲ့ပုဂ္ဂိုလ်ကြီးကြိုက်မဟုတ်သဘောပါကြဇုံလုံးကန်းဆိုလို့မနာလိုက်ပါနဲ့တရားဓမ္မတွေနော်ဇုံလုံးကန်းဆိုလို့မနာလိုက်ပါနဲ့ကိုကန်းတာကနည်းသေးတယ်ဆရာပြောတာကနည်းသေးတယ်သဘောကျလားကိုင်းတရားဓမ္မတို့ခင်ဗျားတို့ကိုယ်စိတ်ကိုကိုယ်ရှုပါပါတယ်လို့ကိုယ်စိတ်ကိုရှုပါသဘောကျကိုယ်စိတ်ကိုရှုပါဒါကိုယ်စိတ်ကိုအဲ့တော့ကိုယ်စိတ်ကိုကိုရှုပါဆိုတော့ဆရာဘုန်းကြီးရှင်းစရာကွက်ပါလားရှင်းစရာအကွက်အတော်ကြီးရှိပါလားဒါကိုယ်စိတ်လို့ဆိုတဲ့ဖြင့်ကိုသိပါဆိုတော့သိတဲ့အချိန်မှာဒီစိတ်ရှိသေးရဲ့နှစ်စိတ်နဲ့အသက်မရှင်ကောင်းမဲ့ဘူးတစ်စိတ်နဲ့အသက်ရှင်အောင်အဲ့သဘောကျလားစိတ်မရှိမှုကိုရှုခိုင်းတာပေါ်ကြလားဘာရှုခိုင်းတာပါလဲစိတ်မရှိမှုရှိတာရှုနေလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ခိုင်နာမြဲတာရှုသောကြောင့်သတ္တရဒိဋ္ဌိဖြစ်တယ်မရှိတာရှုမှသာနဲ့ရင်းမိဒါဖြင့်ဒကာဓမ္မတို့အသေးကိုအရှင်နဲ့ရှုပါဆိုတာအမှန်ဆုံးပဲသဘောပါကြအသေးကိုအရှင်နဲ့ရှုပါဆိုတာမှဥပဒနာစိတ်ကိုရှုပါဆိုတော့ဒီစိတ်ကလည်းရှိသေးတယ်ဒီရှုတဲ့စိတ်ရှုတဲ့ဉာဏ်ကလည်းပေါ်နေပြီဆိုတော့နှစ်ခုပြိုင်ပေါ်ဖြစ်နေပြိုင်ပေါ်ဆိုရင်လွဲတယ်မပါရင်လွဲတခုတည်းမှတခုဖြစ်ရမှာမောင်တော်မောင်ပါတယ်တခုသေးပြီးမှတခုဖြစ်ရမှာကိုဒကာဓမ္မတွေကစိတ်ကိုရှုခိုင်းတယ်ဒါကြောင့်ကျုပ်ကဖြင့်စိတ်လာတိုင်းရှုနေတာပဲဆိုရင်ဒါဝိပဿနာမဟုတ်ဝိပဿနာအပန်းမဝသေးဘူးဆရာရင်လည်းလို့မယ်ကိုရင်လည်းလို့မယ်စိတ်ဟာနှစ်ခုပြိုင်ပေါ်ကောင်းရလားမပေါ်ပါဘူးဒါဖြင့်ပထမစိတ်ပြက်ပြီးတော့မှဒုတိယစိတ်ဖြစ်တယ်ဒုတိယရှုတဲ့စိတ်ဖြစ်တယ်ဒါဖြင့်ပထမစိတ်ကအသေးပါဒုတိယစိတ်ကရှင်သေးပါအသေးကိုရှင်သေးတယ်အဲ့ဒါမှဥပဒနာစေစိတ်ကိုရှုရင်ဥပဒနာစေမဟုတ်ဘူးဝေဒနာရှုရင်ဝိပဿနာဆက်မဟုတ်ဘူးဆိုတာသိကြကြအဲ့ဒါတစ်မျိုးလုံးပြင်ပေးနေတယ်အောက်မေ့ပါအမှန်တကယ်ဝတ္တကြီးကိုမင်းပါရှုနေတော့ဟေးတို့တက္ကဆရာတွေကြားပြီးတွေ့နေကြတာအမှန်တော့မှလည်းတွေ့ရကြပြီတပည့်တော်ဘုန်းကြီးပြောတဲ့အတိုင်းစိတ်ရှုနေပါတယ်လို့ဆိုတာအပြောတော့ပြောတာပေါ့စင်စစ်တော့တပည့်တော်အသေးတပည့်တော်ကြည့်နေပါတယ်ဓမ္မမှာဝိညောရေးမကြဘူးလားအေးသောသားမောင်ကြီးနောက်ကအိတ်နေလားကောမအိတ်ပါဘူးပေချာလောက်ကကဲတော်ဖြင့်ဒကာဓမ္မတွေအသေးကိုဘာနဲ့ကြည့်ရအသေးကိုရှင်နဲ့ကြည့်ရအရှင်နဲ့မကြည့်လည်းမမြင်ဘူးအသေးကိုမတွေ့သေးလို့ရှိရင်လေဣန္ဒြာဥမြကြီးအနိစ္စမတွေ့သေးဘူးတွေ့ပါ
ဒါပြန်ဝိပဿနာဆိုတာပါလိမ့်မလဲဒါမှတ်ကြပါစိတ်ဓာနုပဒနာလားအသေးကိုရှင်းနေကြည့်တာလားဝေဒနာနုပဒနာလားအသေးကိုရှင်းနေကြည့်တာလားဒါမှလမ်းမှန်ကြဒါကတော့ဖြင့်ဒကာဓမ္မတို့ဘုရုမသောရဏမနေနဲ့ဖရာရတဲ့သမုဒိယဓမ္မနုပတိဝါဝယဓမ္မနုပတိဝါစိတ်တသမိန်ဝိဟိတိသမုဒိယနဲ့ဝယဆိုအသေးဖို့အဲ့ဒီအသေးရှိပါပြောတာခင်ဗျားတို့ကရှေ့ပိုင်းလေးသာစာရဖတ်တာတယ်နောက်ပိုင်းမဖတ်ပဲဖြစ်နောက်ပိုင်းဖတ်မိရလားကဲလွယ်ကိုချွင်းရဲ့ကြမ်းနေတယ်ဆိုတဲ့အိဗယ်ကိုပေါ်ကြဟုတ်ပါဘူးဒါဖြင့်ဒကာဓမ္မတို့ဝိပဿနာဆိုတာပါလိမ့်သူများဒါထိတ်သံမိုးဆွဲသလိုမှတ်ပါအရှင်ချင်းကြည့်လို့ဖြစ်မဖြစ်ဘယ်နည်းနဲ့မှမဖြစ်ဘူးဆိုတော့ဝိပဿနာဖြစ်သေးရဲ့ဒါဖြင့်ဒကာဓမ္မတို့ဝိပဿနာဆိုတာပါလိမ့်အသေးကိုရှင်နဲ့ကြည့်တာဆိုတော့အခုသေးတာအခုကြည့်ခိုင်းတာဒါကြောင့်ပြစ္ဆုတ်ပန်တဲ့ရှုဆိုတာဒါပြောရင်းမိဗလားအသေးကိုရှင်နဲ့ကြည့်တော့ပြစ္ဆုတ်ပန်ကမတည့်သေးဘူးလားရှင်းရသေးတာလားအခုသေးတာကြည့်ရတာလားအခုသေးတာကြည့်ရတာဒါဖြင့်ယခုသေးတာကတော့ပြစ္ဆုတ်ပန်ဆိုတော့ဟောဒီပြထားတယ်ပြစ္ဆုတ်ပန်ပါသေးဘူးလားပြစ္ဆုတ်ပန်အသေးကိုဟောဒီအရှင်နဲ့ကြည့်ပါလို့ဆိုတော့ပြစ္ဆုတ်ပန်ကိုလွယ်သေးရဲ့ဘာသစ္စာကြည့်တာတော့မေးတော့ဒုက္ခသစ္စာကိုကြည့်တာဒါခင်ဗျားတို့ကဒုက္ခသစ္စာဆိုတာတရားလားအောင်မင်းနေဒီအသေးဟောနေတာကိုယ်စိတ်ကလေးသေးတာကိုဟောနေတယ်လို့သုံးတဲ့ချက်ချပါပေါ်ကြတယ်ဒါဖြင့်အသေးကဒုက္ခသစ္စာသိတာကသိတာကအဖို့မလောက်တာကသမုဒိယသစ္စာနောက်ခန္ဓာမလာတာကနိဗ္ဗာန်ဆိုတဲ့និရောဓသစ္စာမရှင်းရသေးဘူးလားတော်ရရှင်းပြီဆိုတဲ့ဥစ္စာသခင်ဟောတယ်လို့ရှင်း납ပလားရှင်း납ဘာရဲ့ရှင်း납ပလားရှင်း납ဝိပဿနာဆိုတော့ပါလိမ့်မင်းမှာဆိုထားမေးတယ်အရှင်ရင်းကြည့်လို့ဖြစ်မဖြစ်ဖြစ်ကိုမဖြစ်ဘူးဆိုတာသိကြပါလားကောင်းပြီဒါဖြင့်ဟုတ်ပါရဲ့လားလို့မေးတဲ့အခါကျတော့ဟိုတဲ့ဒကာဓမ္မတို့ဒီနေ့ကလည်းဟောခဲ့တယ်တိုးတော့လူကမစုံတော့ဘူးခင်များတို့မှတ်လိုက်သမ်းပါတဲ့အေးပတိကောလေးကိုနောက်လူတွေမကြားလို့ထပ်ပြောပါတယ်အေဟိကလာပါပတ္တကရှုအေဟိပတိကောအေဟိကဘာလို့ပတ္တကရှုပါကျုပ်ဒီနေရာမှာသေးနေတယ်ခင်ဗျားဒီနေရာနေရှုပြောတယ်သဘောကျကျုပ်ကဒီနေရာစိတ်ကပေါ်တဲ့နေရာမလေဘူးလားအဲ့ဒါကိုပတ္တကရှုပါဆိုတာဒီနေရာနေရှုပါဒီနေရာကအေးဟိလာတဲ့ပတ္တကျုပ်ကိုရှုပါဘာနဲ့ရှုရမှာတော့ဆိုတော့အရှင်နဲ့ရှုပေးပါသဘောကျလားဒါအေးပတိကောသဘောကျလားကျပါဘာလဲလာပါရှုပါလာလဲဆိုရင်ရှေးကံပါနေတဲ့မောင်ကိုရလာလဲဆိုရင်မရဘူးလာခဲ့ရှုပါသဘောကျကြပါခင်ဗျားတို့ခန္ဓာကိုယ်ကမခေါ်ဘူးလားခေါ်သလားဘာဖြစ်လို့မသွားသလိုနိဗ္ဗာန်ရောက်မှဆိုလို့မသွားတာရိပ်မိဗလားငါကြီးမခေါ်တဲ့ချိန်ရှိရလားရှင်းခေါ်ရပါအချိန်တိုင်းမခေါ်ဘူးလားခေါ်ပါဘူးဘာဖြစ်လို့မသွားတာတော့မေးတဲ့အခါကျတော့တတိတော့နိဗ္ဗာန်ရောက်မှဆိုလို့ခင်ဗျားတို့ကနိဗ္ဗာန်ကိုမရောက်ချင်ဘူးအေးလာခဲ့ပါပတ္တရှိပါဆိုတော့မြင်စိတ်ကလေးကလည်းဖြစ်ပြီးပြည့်တဲ့နေရာကိုခင်ဗျားညာနဲ့လာခဲ့ပါလို့မပြောဘူးလားပြောပါဘူးခင်ဗျားတို့ကသွားရလားဘာဖြစ်လို့တော့ဆိုတော့ခင်ဗျားတို့မသွားကြတာကဒီဘက်လှည့်ကြတော့မသွားကြသနာဥပါဒံကံဇာတိသရမရဏလှည့်ကြတော့မသွားတာဘုန်းကြီးတို့အိုရင်းစိုးဆိုတာသဘောကျတယ်ခေါ်တဲ့စီမသွားရင်အိုရင်းစိုးစီမှသဘောပါကြခေါ်တဲ့စီမသွားရင်အိုရင်းစိုးတဲ့နောက်သေးချင်းစိုးလမ်းကိုမျက်နှာနေတယ်လို့ဆုံးဖြတ်ချက်ချပါအမှန်မဆိုးပါဘူးလားဒါဖြင့်တရားတော်မတို့ခင်ဗျားတို့ဟာမသွားတာလုံးလုံးဆိုလို့ရှိရင်လည်းဘုန်းကြီးကရှင်း납ပါသွားတော့သွားတဏှာနဲ့သွားပြောမှရနေတယ်ဆိုတော့ရတဲ့စိတ်ကလေးကဒုက္ခစိတ်အဲ့ဒါကြတော့ပေါင်ကြီးတွေများတော့လက်နဲ့ထိုးပြီးသွား
မသွားဘူးလားဒါကတော့ဘာဖြစ်လို့တုံးဆိုတော့ပျောက်ချင်းအလိုရှိလို့ဆိုတော့တဏှာနဲ့သွားတာညာနဲ့တော့သွားရလားမသွားပါဘူးဘာနဲ့တော့သွားတဏှာနဲ့ဩအသွားကသိလွဲနေပြီမဲ့အိဗတိခေါ်ရတဲ့စီကမခေါ်ဘူးလားခေါ်ပါဘူးဘာနဲ့သွားတာတဏှာနဲ့သွားတာညာနဲ့သွားလိုက်ပါလားဗျဒါသူကနေခေါ်နေတယ်သူဟာဘာဖြစ်ကြတော့ခေါ်တဲ့တရားပါလိမ့်မလို့ဆိုခေါ်တဲ့တရားမရှိဘူးသိအောင်ညာနဲ့သွားလိုက်လို့ရှိရင်ဖြင့်သူကခေါ်တာကအိပတိကောသဘောကျလားကိုကဒကာဓမ္မတွေညာနဲ့သွားလိုက်တော့ဟိုတဲ့ကိုယ်သေးကိုမြင်ပါတယ်ညာနဲ့သွားတော့ရတဲ့နေရာလေးကဝေဒနာမဟုတ်လားအမှန်ဒုက္ခစိတ်မဟုတ်လားအဲ့ဒီဒုက္ခစိတ်ကလေးရှိကိုညာနဲ့သွားလိုက်တဲ့အခါကျတော့ဘုရုသေးတာမြင်ရပါလိမ့်အဲ့ဒီလိုညာနဲ့သွားလိုက်လို့ရှိရင်ဖြင့်အသေးကဒုက္ခသစ္စာသွားတဲ့အသိကမဂ္ဂသစ္စာလက်နဲ့သွားတာကတော့အရာပြည့်ရှင်လို့တဏှာနဲ့သွားတာဒါပြန်ခင်ဗျားတို့လုံးလုံးမသွားတာလားသွားပြန်တော့အလွဲသွားတာလားအလွဲသွားပါဘူးဒါပြန်ဒီဆရာသမားမှပြင်မပြဲလို့ရှိရင်လွဲသွားနဲ့ပဲချိန်ကုန်ပါသဘောပါပဲဟုတ်ပါဘူးဒါပြန်တရားကမခေါ်လို့လားအသွားကမတတ်လို့လားမဟုတ်ပါဘူးဒါပြန်လေးဘက်သွားသင်ရတယ်ဥမာခင်ဗျားတို့ရင်းနေပြီလားအခါလေသမီးတွေအခါလေသားတွေဖြစ်နေတော့လေးဘက်သွားသင်အောင်လို့ဖြစ်ဘယ်တော့ဆိုးရနေမပေါ်ဘူးလားဟုတ်ပါဘူးကဲဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ရပြီးသားဆိုရင်ခင်ဗျားတို့မှတ်မိတယ်နော်ဒီတရားကဖြစ်ပြီးပြည့်တဲ့တရားကအိပတိကောလာပါရှုပါလို့ခေါ်တယ်သဘောကျအိပတိကောဆိုတာဘာပါလဲလာပါရှုပါလို့ဆိုတာဘယ်သူကခေါ်တာတော့တရားသဘောကျဘယ်သူကခေါ်တရားကခေါ်လို့ရှိရင်ခမည်းတော်ကတဏှာနဲ့လိုက်မလားညာနဲ့လိုက်ညာနဲ့လိုက်ပါလို့ဘုရားကတန်ဒိဋ္ဌိကောလို့ခေါ်ပြန်ဘာလို့ဟောတော့တန်ဒိဋ္ဌိကောပါမံပတိတာဘောပါမံကိုယ်တိုင်ပတိတာဘောမြင်အောင်လိုက်လိုက်စမ်းပါမဟောဘူးလားကိုယ်တိုင်မြင်အောင်လိုက်ပါခေါ်ရကိုသွားပါကိုယ်တိုင်မြင်အောင်ပါတယ်တော့လိုက်ပါသွားပါအသေးရှိတဲ့ဒီကိုသဘောကျဒါကြောင့်ခင်ဗျားတို့ကတန်ဒိဋ္ဌိကောဆိုတဲ့ဥစ္စာသည်သံမြင်ညမှတ်နေတဲ့သခင်ဝတ်တင်တို့ကဘုရားရှိခိုးလို့သုံးဘယ်လိုသုံးကြပါလဲဘုရားရှိခိုးရမှာလားသူပါဠိသေချာကြီးအသေးကခေါ်တဲ့စီကိုကိုယ်တိုင်မြင်အောင်လိုက်ရမှာလားခင်ဗျားတို့ကဒါဘုရားရှိခိုးလုပ်ထားတော့ဒိဗ္ဗံမရောက်တော့ဘုရားရှိခိုးလုပ်ထားတဲ့အတွက်ဓမ္မနုဒ္ဒရီကိုဗျဓမ္မနုဒ္ဒရီဆိုတော့သမထပြတ်မသွားဘူးလားသမထနိဗ္ဗာန်ရောက်ကြလားအဲ့တော့ခမည်းတော်ဟာကဘုန်းကြီးကပြောနေကြတိုင်းပြောရလို့ရှိရင်ပေါက်ဆေးကိုလိမ့်ဆေးလုပ်နေကြတယ်ဘယ်နဲ့ပါလဲပေါက်ဆေးကိုလိမ့်ဆေးလုပ်နေတယ်ဘုရားကဟောရတာကပေါက်ဆေးခမည်းတော်ကရှ िख ိုးတဲ့လိမ့်ဆေးလုပ်ပျောက်ပါမလားယောဂမပျောက်ပါဘူးကိလေသာယောဂပျောက်ပါမလားမပျောက်ပါဘူးဘုနာသေးပျောက်ပါမလားမပျောက်ပါဘူးအဲ့ဒါဘာဖြစ်လို့တုံးဆိုတော့ဆေးတော့တွေ့ရဗျာအသုံးကမသုံးတတ်လို့ရိပ်မိဗလားအသုံးကဘယ်နဲ့ဖြစ်မသုံးတတ်ဘူးပေါက်ဆေးကိုဘာလုပ်နေတော့အမလီဒါကြောင့်ခင်ဗျားတို့ကမ်းတယ်ဆိုတာများမနာပါနဲ့ဆိုတာပြောသင့်မပြောသင့်ပြောသင့်ပါဘူးဆေးတွေ့နေတာတောင်မှဘာဆေးရလို့မသိဘူးလိမ့်စေဆိုတာကယောဂရှင်းတာဟုတ်ကဲ့လားနေမရပေါက်ဆေးဆိုရင်ဘာတော့ယောဂပြောက်တဲ့ဆေးကိုခင်ဗျားတို့ကနေတဲ့ဆေးတော့သုံးနေတော့တော်ခက်သွားနေနေရတော့သုံးနေကြလို့ရှိရင်ဖြင့်ခင်ဗျားတို့ဘယ်တော့မှနိဗ္ဗာန်မရောက်ဘူးရှင်းမလားကောင်းပြီတရားဓမ္မတို့ခေါ်တာကဗါတဲ့အိပတိကောလိုက်ရမှာကကိုယ်တိုင်မြင်အောင်လိုက်ပါအိပတိကောကခေါ်ရကိုတန်ဒိဋ္ဌိကောကလိုက်ပြီအဲ့ဒါဝိပဿနာရှိဦးမြအိပတိကောခေါ်ရကိုတန်ဒိဋ္ဌိကောနဲ့လိုက်လို့ရှိရင်အဲ့ဒါဝိပဿနာရှိရှုနေတဲ့ခမည်းတော်ရထားတာကဒါတော့မပေါ်ဘူးပေါ်ကြရဲ့ဒါဖြင့်အိပတိကောဆိုတာကဘာပါလဲခေါ်တာ
သဘောကျရှုပါလို့ခေါ်တာတန်လေးဒီကောကဘာလို့ရမှာလဲသူခေါ်လဲစီလိုက်ရလိုက်တဲ့အခါကျတော့အိပတိကောကခေါ်ပြီးတန်လေးဒီကောကလိုက်ပြီဆိုတော့အသေးကိုအရှင်ကသွားတွေ့အသေးကိုအိပတိကောကအသေးကူတန်လေးဒီကောလိုက်လိုက်တဲ့အခါကျတော့သူကသေနဲ့နေလို့ဒကာဓမ္မတို့အထယ်တွေ့သေးရဲ့လားမတွေ့တော့ကိုယ်ခန္ဓာအိဋ္ဌပါလားဆိုတော့သူများပြောလားကိုလိုက်လို့တွေ့တာလားဒါဖြင့်ဒကာဓမ္မတို့အိပတိကောခေါ်ရာကိုပန္နိတိကောနဲ့လိုက်လို့ရှိရင်ဒါဝိပဿနာအစေပေါ်ကြဝိပဿနာဆောက်ပြီးရှင်းနေအောင်ရေးထားပေမဲ့လူရင်းကဒါပဲရှိတယ်ဝိညာဉ်ကြီးဝိပဿနာဆောက်ကြီးရှင်းတာဗျာဆရာတော်ကဉာဏ်ကျယ်လိုက်တာခမည်းတော်ဉာဏ်ကျယ်ရလိုက်နေ၅ပါးမဟုတ်အိပတိကောခေါ်ရာကိုပန္နိတိကောနဲ့လိုက်လို့ရှိရင်ဖြင့်ဘုန်းကြီးတရားဓမ္မတွေမှာတဲ့ဆက်ရပါအကာလိကောအကာလိကောဆိုတော့အခုချက်ချင်းကျိုးပေးမကွာအကာလိကောဆိုတော့ဘာပါလဲကဲပေးမပေးစစ်တို့ပြိဿသမုပ္ပါထောက်ပြမယ်ကြည့်ကြအိပါတိကောခေါ်ရကိုတန်ဋိဋ္ဌိကောဆိုတဲ့သာမန်ပတ္တိတဘောဆိုတော့ကိုယ်တိုင်မြင်ကြည့်လိုက်တဲ့အခါကျတော့ဒီတဏှာဥပါဒံကံလာသေးလားမလာရာဒီအခါမဲ့တဏှာဥပါဒံသေသွားသောကြောင့်တဲ့အကာလိကောဖြစ်ပါတယ်အခါမဲ့အကျုပ်ပေးပလေပေါ်ကြတယ်အခါမဲ့လင်းသေးလားခေါ်ရကိုလိုက်လိုက်တာနဲ့ဒီတရားတွေလာသေးလားရန်သူတွေကုန်မသေးဘူးလားဒါဖြင့်ခင်ဗျားတို့ဩတို့ဘုရားရှိခိုးတယ်ဒါပဲဒီဓမ္မတွေတရားရှိခိုးနေတာဒါပဲမဟုတ်လားဟာဘာလို့ခိုးနေကြပါလိမ့်မလို့ဘုရားကအလုတ်ဟောတာလားခိုးဖို့ဟောတာအလုတ်ဟောတာခင်ဗျားတို့ကဘာလုပ်နေသွားပြီအကံဝတ်တင်သွားပြီတို့ကွာခုဒီဘုန်းကြီးနဲ့တွေ့ရတာမတွေ့၅ပါးမောက်ခဲ့ဟိဆိုတာသိကြပြီမသိကြဘူးလားဘာလို့လဲပေါက်သေးလိမ့်သေးလုံးနေလို့ပျောက်ပါမလားယောဂအဲ့ဒီမှာခမည်းတော်သိလွယ်နေလို့ဆရာဘုန်းကြီးကပြင်ပေးဝံဆောင်ဝေးရိမ့်မိဗလားဒါဖြင့်အိပါတိကောခေါ်ရာကိုဘာနဲ့လိုက်မယ်သန္တိတိကောဆိုတာကိုယ်ရင်မြင်အောင်လိုက်တယ်လိုက်တဲ့အခါကျတော့ရှင်နောက်ပါဠိတော်ကဘာတဲ့သခင်ဝတ်တယ်ဒီတဏှာဥပါဒံကံနေလာသေးလားဒီဘက်ကဖြတ်လိုက်ပြီမက်ကဖြတ်လိုက်တဲ့အခါကျတဏှာဥပါဒံကံလာသေးရဲ့ဒါဘာဖြစ်လို့တုံးလို့မဲတဲ့အခါကျဥမယကြီးတို့ဥမရင်တို့ဝသမောင်တို့ဖြေတတ်ပလားအိပတိကောခေါ်ရာကိုသန္တိတိကောနဲ့လိုက်လို့အကာလိကောဖြစ်တာဖေပေါ်လားအိပတိကောခေါ်ရာကိုဒါဖြင့်ဒီတရားတွေလာသေးလားမလာတာပါဆိုကြအခါမနဲ့ချုပ်ပေးပဲရန်သူတွေကုန်သေးမသေးဘူးလားဒါဖြင့်သခင်ဝတ္တကြီးရန်ကုန်ဘုရားသွားပြီးဒီကရာရွှေဘုံဘုရားသွားပြီးရှင်ပြအိပတိကောဖျားနော်ဘုရားသွားသတိပေးသလိုဖြင့်ဟိုကရှုနေတာရိပ်မိလားပန္တိကြီးကောဖျားကိုယ်တိုင်လည်းမြောင်ကြည့်ပါဖျားလို့သွားလျှောက်တာနဲ့ရောအမှန်လေးခက်ကောက်ခဲရကြီးရဲ့အတော်ဆိုးနေတာကဓမ္မသန္တိတိကောကိုတော်ဖြစ်မဲ့ဖျားဆိုတော့သွားရောခင်ဗျားတို့ဖျားဆရာဖြစ်နေရိပ်မိလားအမှန်မဆိုးဘူးလားအဲ့ဒါကြောင့်ခမည်းတော်ဖျားစိတ်သွားပြီးဒီကလာဆရာသွားလောက်နေတာလောက်အယုတ်ဆိုးတာတော့ရှောင်းပြီဘူးဗျအတော်ဆိုးနေတာအဲ့ဒီတော့ဒကာရမတို့ဘုန်းကြီးပြောတာကိုမနာကြပါနဲ့ခမည်းတော်ပေါက်ဆေးကိုလိမ့်သေးလုံးနေတာသိကြတယ်မြတ်ဘယ်နဲ့ဆိုပေါက်ဆေးကိုလိမ့်သေးလုံးနေကြပါနောက်ကဒကာရမတွေဘာလုပ်နေကြဩယောဂမှာပျောက်ပါမလားပျောက်ပါဘူးဘယ်အကာလိကောလာကြမြင်လေးရဲ့ဒါယောဂတွေကိလေသာယောဂတွေပြောင်းနိုင်မှာမလားဒါဖြင့်ယနေ့ကစပြီးဒီကလာခမည်းတော်ဘုရားရှင်မခိုးနဲ့တော့မဟောဘူးခိုးတော့သို့တော့အဲ့ဒီခိုးတဲ့တရားတွေကတို့အလုတ်ခိုင်းတဲ့တရားတွေပဲဆိုပြီးဒီကလာအိပါတိကောလို့ရွတ်မှကြရင်လည်းခန္ဓာထဲမှာတစ်ခုခုကြည့်လိုက်စိတ်ပေါ်စိတ်ကြည့်ဝေဒနာပေါ်ရင်ဝေဒနာကြည့်လေခေါ်ရင်ကသန္တိတိကောနဲ့လိုက်မယ်ညာနဲ့လိုက်တော့ဖြစ်ပြညာမဲ့မရဘူးလားဒါဖြင့်
သူခေါ်ရလိုက်တော့ငါပါကျေးဇူးရှိလို့မေးတော့အကာလီကောကွာမက်ကတဏှာဖြတ်လိုက်တော့ဒီရန်သူတွေလာသေးရဲ့ရန်သူမမလာလို့ရှိရင်သမုဒိယသစ္စာမသိဘူးလားစာကြည့်ပါဒါပါသစ္စာတော့ဒါဖြင့်ဒီဒုက္ခသစ္စာပေါ်ပါမလားဒါဖြင့်ဒုက္ခငြိမ်းတာဘာခေါ်အောင်သမုဒိယသိမ့်တာဘာခေါ်နိဗ္ဗာန်ပဲဆိုတော့ခေါ်ရလိုက်တယ်နိဗ္ဗာန်ရအိပတိကောခေါ်ရခုသံဒိဋ္ဌိကောနဲ့လိုက်ရင်နိဗ္ဗာန်ကတရားဓမ္မတို့ဆူတောင်းလို့လားတဲ့ခေါ်ရလိုက်ရတဲ့အလုပ်လားနှုတ်ခင်ဗျားတို့ကဘုရားတို့တို့နဲ့နိဗ္ဗာန်မဖို့ရပါလို့ဤခင်ဗျားတို့ကတောင်းရင်လုံးယူရမှာကိုတောင်းယူတဲ့တော့မရရိပ်မိကြလုံးယူရမှာကိုတောင်းယူရပါမလားမရပါဘူးတို့တော့ခင်ဗျားတို့ကအမျိုးရိုးကသိုးရထမှာတဲတောင်းတယ်ရိပ်မိဗလားတောင်းလို့ရတာဟုတ်ကဲ့လားသဘောပါကြပါလားနောက်တော့ကိုမျိုးရိုးဖြစ်ကြနော်ဘောကတောင်းမနေနဲ့ငါကြီးကတောင်းမှုသေးလားဟာသွားပြီကောခင်ဗျာအမှန်ဆိုးတလားကိုင်းတရားဓမ္မတို့ပေါ်ကြပါလားဒါရဲ့ခေါ်ရကိုလိုက်ရခေါ်ရကိုလိုက်ရအခါမနဲ့ကျုပ်ပြတယ်ခေါ်ရဆိုတာဘာပါလိမ့်လိုက်ရမှာကအခါမနဲ့ကျုပ်ပြတာကဒါဖြင့်ခင်ဗျားတို့ဘုန်းကြီးမန်းလေးရလာပြီးဒီကလာဩတရားတွေသဲလာပြီတို့ဖောက်တယ်ချနေတာဆိုမလားတို့ဆေးသုံးမားလို့ပြန်ပေးနေတာလို့ဆိုမလားဘုန်းကြီးကဖောက်တယ်ချနေတာမဟုတ်ပါဘူးခင်ဗျားတို့မန်းလေးကဘုန်းကြီးကထူးထူးခြားခြားပြောတာလို့ဟုတ်ကဲ့လားကိုရပြီးသားဆေးကိုအသုံးမှားနေလို့ပြန်ပေးတာဒါတရားဟောဆရာလို့ခင်ဗျားတို့ကထင်းနေတရားဟောဆရာမဟုတ်ဘူးဆေးကိုပြန်ပေးနေတာဒီဆေးတော့မလိမ့်မှန်နဲ့တောက်ပါဒါလားပြန်ပေးတာရိမ့်နေဗလားဘယ်နဲ့ကြောင့်ဒီတစ်မျိုးလုံးပြင်းနေရပါလိမ့်မတော်ဆိုမေးတဲ့အခါကျသဘောတူလိမ့်စေးလုံနေလို့ရိမ့်နေဗလားသဘောတူပါလို့နေကြတယ်ဒါဖြင့်သဘောတူပဲပြန်လိုက်ပါတော့ဒီတရားသဘောလုံးပေါက်သေးစီလို့ပါရိမ့်နေဗလားဘာလို့ကြပေါက်သေးစီလို့ပါဆိုလို့ရှိရင်ဖြင့်ပေါက်တည်နေတဲ့ပြိုင်နေတဲ့ကိလေသာယောဂအကာလီကောဆိုဂုံပြောက်ပါတယ်ပေါက်ရင်ပါတော့လိမ့်ရင်ပြမပြေရောက်မယ်ပေါက်ရင်နိဗ္ဗာန်ရောက်မယ်လိမ့်ရင်သမထဘုရားရှိခိုးတာသမထလိမ့်ရင်ပဲရောက်မယ်ပေါက်လိုက်လို့ရှိရင်ဘယ်ဟာကြိုက်တော့အိုးကြိုက်တော့ကြိုက်တယ်ဆေးကအသုံးလွဲနေတယ်ဒကာဓမ္မတွေဟောလိုက်မောလိုက်ကောင်းတော့ကောင်းပါတယ်ခင်ဗျားတို့သုံးနေတာကဆေးဖြတ်တော့ခရီးမပေါက်ဘူးပေါက်မှပြောင်းမဲ့ဆေးလိမ့်စေးလုံနေတော့အပေါ်ရန်နဲ့ပြောက်သွားတယ်ဒကာဓမ္မတွေအတွင်းကိလေသာရန်သူတွေပြောက်ပါရဲ့လားမပြောက်ပါဘူးအမှန်မဆိုးပါဘူးလားဒါဖြင့်ဒီနေ့တရားမှာကိုယ်တိုင်သိဆိုတာလေအိပတိကောခေါ်ရကိုတန်လေးကြီးကောနဲ့လိုက်မှဒုက္ခသစ္စာကိုသိတယ်သဘောကျဒုက္ခသစ္စာသိတဲ့အချိန်မှာသမုဒိယသစ္စာသိမသိသမုဒိယသစ္စာသိလို့ရှိရင်နိရောဓဒုက္ခနိရောဓလာမလားသဘောပါကြကဲယနေ့ဒီရင်နောက်နိုင်ရှိပြီ